အားလုံးပဲမင်္ဂလာပါ English Bytes ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ် speaking pattern လေးကတော့ be used to plus something ပေါ့နော် be used to နောက်က something တစ်ခုခုကိုထည့်ပြီးတော့ကျွန်တော်ပြောလို့ရတယ်သူကဘယ်လိုအခြေအနေမှာပြောလို့ရလဲဆိုရင်တယောက်ကတစ်ခုခုမှာအသားကျနေပြီနေသားကျနေပြီလို့ပြောချင်တဲ့အခါမှာကျွန်တော်တို့က be used to plus something ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ် something ဆိုတာကကြတော့ကိုအသားကျနေတဲ့တစ်ခုခုပေါ့နော်အဲ့ဒီဟာကိုထည့်ပြီးတော့ကျွန်တော်တို့ပြောလို့ရတယ် be ဆိုတာကျွန်တော် bad to be ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့က be used to pattern လေးကိုကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုတာဥပမာ sentence လေးနဲ့ကျွန်တော်တို့ကြည့်ကြရအောင်ဟုတ်ပြီဆိုတော့ဒီမှာ I am used to living in Yangon ငါရန်ကုန်မှာနေတာအသားကျနေပြီပေါ့ I am used to ဒီနေရာမှာ used to ဆိုတာကကြတော့ use ကမွေးတဲ့ဘက်ကတော့အသုံးပြုတာပေါ့နော်ဒီနေရာမှာကြတော့အသုံးပြုတယ်လို့ဘာသာမပြန်ဘူး be used to လို့တွေ့လိုက်တဲ့ကျွန်တော်တို့ကအသားကျနေပြီအဲ့လိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဘာသာပြန်ရမယ်ပေါ့နော်ဆိုတော့I am used to ငါအသားကျနေပြီ living ဆိုတာနေထိုင်တာအင်ရန်ကုန်ငါရန်ကုန်မှာနေတာအသားကျနေပြီဆိုတော့ကလွန်ခဲ့တဲ့2လ3လလောက်တုန်းကရန်ကုန်ရောက်လာတယ်အဲ့ချိန်ရန်ကုန်မှာနေတာအသားမကျဘူးအခုတော့ရန်ကုန်မှာနေတာငါအသားကျနေပြီပေါ့ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာI am used to using a computer ဆိုတော့ I am used to ငါအသားကျနေပြီငါကျင့်သားရနေပြီ using a computer သုံးတာငါကျင့်သားရနေပြီဥပမာကိုကကွန်ပျူတာစသုံးကစားတော့ကကြတော့မသုံးတတ်ဘူးပေါ့နော်အသားမကျဘူးဘယ်လိုသုံးရမလဲမသိဘူးဖုန်းတစ်လုံးသုံးရတာတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့တစ်လားနှစ်လားလောက်သုံးပြီးတဲ့အချိန်မှာတော့ငါကွန်ပျူတာသုံးတာအကျင့်သားရနေပြီအသားကျနေပြီပေါ့ထူးဆန်းမဟုတ်တော့ဘူးပေါ့ကျွန်တော်တို့အဲ့လိုမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာMy aunt is used to using a mobile phone and my aunt is used to ငါအတော်ကကျင်းသားရနေပြီအသားကျနေပြီ using a mobile phone and mobile phone သုံးတာအသားကျနေပြီအစကတော့လူကြီးတွေဆိုတော့ဖုန်းဘယ်လိုသုံးရမလဲမသိဘူးသုံးမှများလာတော့ဘယ်လိုသုံးရမလဲဆိုတော့သူသိနေပြီအသားကျနေပြီထူးဆန်းကြီးမဟုတ်တော့ဘူးပေါ့ကျွန်တော်အဲ့လိုလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာနောက်တစ်ခုကကြတော့ they are used to working at night they are used to သူတို့သားကြနေပြီ working at night ဆိုတာညမှာပေါ့နော် working at night ညမှာလှုပ်လှုပ်တာသူတို့ဒီညပိုင်းလှုပ်လှုပ်ရတာသားကြနေပြီဆိုလိုတာကပုံမှန်ဆိုရင်ကျွန်တော်တို့နေ့ချိန်ပေါ့နော်ဥမာ9နာရီကနေ9နာရီ9နာရီကနေ6နာရီလောက်ရတယ်တချို့အလုပ်တွေကြတော့နေ့ဆိုင်ညဆိုင်လောက်ရတာတွေရှိတာပေါ့နော်အဲ့ဒါအောင်မှဟိုညပုံမှန်ဆိုလို့ရှိရင်နေ့ဆိုင်လုံးနေကြလူကညပိုင်းလှုပ်လှုပ်တဲ့ခါမှာအစတော့အသားမကြဘူးပေါ့လောက်ပါများလာတော့ညပိုင်းအလုပ်လုပ်ထားအသားကြနေပြီကျင်းသားရနေပြီပေါ့ထူးဆန်းမဟုတ်တော့ဘူးပေါ့ဟုတ်ပြီဆိုတော့နောက်တစ်ခုကကြတော့ my dog is used to eating vegetables and my dog is used to ငါခွေးကကျင်သားရနေပြီ eating vegetables ဆိုတာဟင်းသီးရွက်ကိုပြောပါတော့အသီးရွက်ကိုပြောတာဆိုတော့ငါခွေးကအသီးရွက်တွေစားတာကျင်သားရနေပြီပုံမှန်ဆိုရင်ခွေးတွေကအသားပဲစားတာပေါ့နော်ဒါပေမဲ့အသားအမြဲတမ်းကြီးမကျွေးနိုင်ဘူးပေါ့အသီးဒီအသီးတွေကျွေးနေအသီးရွက်တွေကျွေးနေအသီးရွက်တွေစားတာကျင်သားရနေပြီအသားမပါလဲရတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတယောက်ကတခုခုမှကျင်းသားရနေပြီအသားကျနေပြီလို့ပြောချင်ကျွန်တော်တို့က be used to something ဆိုတဲ့ဒီ speaking ပုံစံလေးနဲ့ speaking pattern လေးကိုသုံးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်